Godzilla X Kong The New Empire ဇာတ်ကားကအားပြိုင်မှုတွေအဖြစ်နဲ့တိုက်ပွဲမြင်ကွင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Scar King က Godzilla ကိုစိန်ခေါ်တိုက်ခိုက်နေတာကိုတွေ့ရမှာပါ။တစ်ဖက်မှာလည်းပြီးခဲ့စေတဲ့ဆွမ်းနာရှိတဲ့ရှီမိုကမြို့ပြတွေကိုဖျက်ဆီးနေလို့ Godzilla ကလည်းပန်းရောင်နဲ့တန်းနေတယ်။အရင်ထက်ပိုမိုစွမ်းထက်တဲ့အသွင်သစ်ကိုပြသလာပါတယ်။ခေါင်းကလည်းဒီ